အမျိုးသားတွေရဲ့ဒီဖွားဘက်တော်တဘာဝဆန်ဆန်လေးအတိုင်းကြီးထွားခြင်းနဲ့ဆိုတဲ့သူတွေအတွက်နော်တည်ငောင်းလေးရှိပါတယ်အဲ့ဒါလေးကိုပြောပြပေးပါမယ်နော်အဲ့တော့ကြတော့ဒီဟာဖွားဘက်တော်မောင်ညိုကိုဒီခွဲစိတ်ပြုပြင်လိုက်တာပေါ့နော်အဲ့လိုမျိုးခွဲစိတ်လိုက်တယ်ဆိုလို့ရှိရင်ပုံမှန်ညှိုးနေတဲ့အနေအထားမှာ2လက်မခွဲရှိတဲ့သူက4လက်မဖြစ်သွားတယ်အရှည်က1လက်မခွဲလောက်တိုးတက်သွားတယ်လုံးပတ်အနေနဲ့ပုံမှန်အားဖြင့်ညှိုးနေတဲ့အနေအထားမှာ4လက်မလောက်ပဲရှိတဲ့သူကလုံးပတ်က2လက်မလောက်တိုးတက်သွားပြီးလုံးပတ်က6လက်မလောက်ဖြစ်သွားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါဘာလို့ရတာလဲဆိုတော့ဆီလီကွန်အပြားလေးကိုအသုံးပြုပြီးတဲ့အခါကျတော့အခုနောက်ဆုံးပေါ်နီးစနစ်နဲ့ခွဲစိတ်ပြုပြင်လိုက်တာဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးခွဲစိတ်တာကတခြားသောနီးလန်းနေနဲ့တော့ဘာမှမတူဘူးနော်အဲ့တော့အခုခေတ်ဆိုလို့ရှိရင်ခေတ်စားကြတယ်မလားဒီဟာဒီကြီးကျင်တယ်နော်အဲ့တော့လုံးပတ်တုတ်ချင်တယ်ဆိုလို့ရှိရင်ဘာကြီးလောက်ကြလဲဆေးတွေထိုးကြတယ်ဖေလာတွေထိုးကြတယ်နော်အဲ့လိုမျိုးဆေးရည်တွေအရေပြားအောင်မှာထည့်လိုက်လို့ရှိရင်ကျတော့ဖေလာထိုးတယ်ဆိုအောင်တော့နော်ဖေလာတွေကဆေးရည်တွေအဲ့ဆေးရည်တွေကအရေပြားအောက်ထဲမှာဝင်သွားပြီးလို့ရှိရင်ဆေးရည်တွေကကြာလာရင်ဟိုနာစုဒီနာစုစုပြီးတော့ကြာခဲပြီးသွားတဲ့ခါကျတော့အပေါ်ရန်အကျော်တွေကနော်ပုံမှန်ဆိုလို့ရှိရင်အကျော်လေးတွေပြိုင်ထနေရတာလေအဲ့လိုမျိုးအကျော်တွေကပျောက်သွားပြီးတဲ့ခါကျတော့ပုံစံကြီးကဘယ်လိုဖြစ်အရေပြားကြီးကထူထူပိတ်ပိတ်ကြီးဖြစ်ပြီးကစုံဝူကြီးလိုအာလူးသီးလိုဖြစ်သွားတာနော်အဲ့တော့ဖီလာတွေထိုးတာတွေကလည်းအဆင်မပြေဘူးပုံပြက်ပန်းပြက်ဖြစ်ပြီးတဲ့ခါကျတော့ကြီးတာကြီးကတဘာဝမဆန်ဘူးကွယ်နော်အဲ့တော့ကြတော့ကြီးစီထိုးတာတွေဖီလာထိုးတာတွေကတော့မလှဘူးနော်ပြီးတော့အရေပြားကခုနပြောသလိုစင်ချတောက်ဖြစ်လို့အရေပြားကြီးထူပြီးတော့ဟိုပွက်စိတ်တွေခါချင်းကောင်တွေကြိုက်လို့ထူလို့နော်ရေပြားကြီးရောင်တယ်လို့မျိုးကြီးဖြစ်လာတာလုံးဝတဘာဝမဆန်ဘူးအကျော်တွေပျောက်ပြီးတဲ့ခါကျတော့နော်လုံးဝဆွဲဆောင်မှုမရှိဘူးတချို့ဆိုလို့ရှိရင်ပုံနေရပြက်ပြီးတဲ့ခါကျတော့အဆင်မပြေကြဘူးအဲ့တော့ကျတော့ကိုကဒီဟာကတဘာဝမဆန်ဘူးဆိုတဲ့အကြောင်းကိုပြောပြတာနော်အခုနီလန်းကကျတော့တဘာဝဆန်တယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ပြောနိုင်တာတကယ်လက်တွေ့လောက်ထားတာကိုယ့်ရဲ့လူနာတယောက်မလို့နော်အဲ့လူနာလေးအကြောင်းသူ့ရဲ့ခွင့်ပြုချက်နဲ့ပြောပြတာပါအဲ့လူနာကကြောက်စိမ့်တတိကြောက်စိမ့်လောပန်းပေါ့ကွယ်ပတ်စံရန်ချမ်းသာတယ်ပေါ့အဲ့ကကြဆရာကြီးတဲ့ကျွန်တော်ရဲ့ဖွားဘက်တော်ကပုံမှန်ရွေးစားပဲရှိတာတဲ့အဲ့ဒါတဲ့ကျွန်တော်ကတဲ့ကိတ်ချင်တာတဲ့ကြီးကျင်တာတဲ့အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီဟာပေါ့နော်ဒီလိုဘယ်လိုနီလန်းနေရှိတယ်လဲပေါ့နော်အဲ့လိုမျိုးကိုလာတိုင်မြင်တဲ့အခါကျကိုကလည်းမြောက်ပေးတာနော်အဲ့တော့ဘန်ကောက်မှာလို့အဲ့လိုမျိုးဆီလီကွန်အချက်ထည့်ပြီးတော့ကျတော့ခွဲစိတ်တဲ့နီးပညာရှိတယ်လို့အဲ့ဒီခွဲစိတ်တဲ့နာမည်က implant surgery လို့ခေါ်တယ်လို့အဲ့တော့ကျတော့အဲ့ကြီးဖို့ရအတွက်ခွဲစိတ်ရတဲ့နည်းပညာက implant surgery လို့ခေါ်တယ်ခင်ဗျာစိတ်ဝင်စားလို့ရှိရင်ဈေးတော့နည်းနည်းကြီးလိမ့်မယ်နော်တကယ်လို့သွားမယ်ဆိုလို့ရှိရင်တော့အဲ့ဘန်ကောက်ဆေးရုံမှာ guide လုပ်နေတဲ့လူနဲ့ချိတ်ပေးမယ်ဆိုပြီးသူ့ကိုချိတ်ပေးလိုက်တာပေါ့ကွနော်ချိတ်ပေးပြီးတဲ့အခါကျတော့သူသွားခွဲရောအဲ့ခွဲတဲ့ဟာဟိုအသေးစိတ်ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1ကကြတော့ तू ကမေဈေးထုံဈေးတွေမပါဘူးเนาะအဲ့တော့မေဈေးပေးပြီးလောက်တာမဟုတ်ဘူးခါကိုထုံဈေးပေးပြီးတော့ခွဲတာမဟုတ်ဘူးအဲ့ဒီပတ်လေเนาะဖွားဘက်တော်နေရာကိုပဲထုံဈေးလေးထိုးတာထုံဈေးထိုးပြီးတဲ့ခါကျ तू ခွဲတာကိုကြောက်နေမှာဆိုတဲ့အတွက်ကြောင့်မလို့သူ့ကိုအိတ်ဆေးပေးထားတာเนาะအိတ်ဆေးပေးထားတယ်ထုံဈေးလေးဖွားဘက်တော်တဝိုင်လေးကိုပဲထုံဈေးလေးပေးပြီးတဲ့ခါကျတော့အဲ့လိုမျိုးခွဲစိတ်တဲ့ပုံစံမျိုးဟိုလိုအကြီးမားကြီးเนาะတကယ် major operation လို့ကြီးမားမားကြီးခွဲစိတ်တဲ့ပုံစံမျိုးမဟုတ်ဘူးနော်အဲ့တော့ကျတော့ထုံစည်းလေးနဲ့အိတ်စည်းလေးပေးပြီးတဲ့ခါကျတော့ခွဲတဲ့ပုံစံမျိုးခွဲတာလည်းပဲခွဲစိတ်ချိန်ကတနားရီလောက်ပဲကြာတယ်တနားရီလောက်ပဲကြာပြီးတဲ့ခါကျတော့ခွဲပြီးသွားလို့ရှိရင်အိယာနိုးလာတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့နှုတ်လူနာကိုနှုတ်ပြီးတဲ့ခါကျတော့အိယာနိုးလာပြီးဆိုရင်လန်းဆန်းပဲနော် shopping နေသွားမလားဘယ်ဒီသွားမလားဆေးရုံကဆင်းတာနဲ့အပြင်းတွေပါလေလက်လျှောက်သွားလို့ရတယ်အဲ့တော့ဒါပေးရတဲ့ထုံစည်းရဲ့အကြောင်းကိုပြောပြတာပေါ့နော်တအားကြီးဟိုလိုမျိုးကြီးမားတဲ့ခွဲစိတ်မှုမျိုးမဟုတ်ဘူးအဲ့တော့အသေးစိတ်ပြောမယ်ဆိုလို့ရှိရင်ခုနလူနာကိုထုံစည်းပေးထားတယ်ပေးထားပြီးအစစ်နှစ်စစ်နဲ့ခွဲစိတ်တယ်အဲ့ဒါနံပါတ်1ကကြတော့ရှည်ထွက်လာအောင်လို့မလို့ခွဲတာနော်အဲ့တော့ရှည်ထွက်လာအောင်လို့ဆိုလို့ရှိရင်ငါတို့အမျိုးသားတွေရဲ့စီးခုံယူဖွားဘက်တော်ရွှေပန်းရဲ့အရင်နေရာလောက်လေးမှာစီးခုံယူရှိတယ်အဲ့စီးခုံယူနေရာလေးကိုနော်အဲ့တော့ခွဲချောင်းလေးပေးပြီးတော့ခွဲတယ်ခွဲပြီးတော့လို့ရှိရင်အဲ့ဖွားဘက်တော်ရွှေပန်းနဲ့စီးခုံယူနဲ့ဆက်ထားတဲ့အရွတ်ရှိတယ်အဲ့ဒီအရွတ်ကထိန်းချုပ်ထားတဲ့အတွက်ဖွားဘက်တော်ရွှေပန်းကရှေ့ကိုရောက်တဲ့လောက်ဟိုထိုးထွက်တဲ့လောက်မထိုးထွက်တာပေါ့ကွယ်အဲ့ဒီခါကျတော့အဲ့ဒီအယုတ်ကိုဖျက်လိုက်လို့ရှိရင်ဖွားဘက်တော်ရွှေပန်းကအရှိကိုနော်လွတ်လွတ်လပ်လပ်ထွက်သွားပြီးတဲ့အခါကျဆန့်ထွက်လာပြီးတဲ့အခါကျတလက်မခွဲလောက်ရှည်သွားတယ်
အဲ့ဒါနံပါတ်1အဲ့ဒီနေရာလေးကိုခွဲတယ်အဲ့တော့ခွဲတာလည်းပဲခုနပြောသလိုပေါ့နော်တိတိလေးတလက်မဝင်ကျင်လောက်လေးပဲခွဲပြီးချုပ်ရိုးတိတိလေးနဲ့ချုပ်ထားလိုက်တဲ့အခါအချိန်တန်တော့အချိန်တန်တော့အနာကျက်သွားလို့ရှိရင်အမွှေးနဲ့ဖုံးသွားတော့အမာရွတ်မပေါ်ဘူးအဲ့တော့ချုပ်ရိုးပြောက်ခွဲတဲ့ပုံစံမျိုးပေါ့ကွယ်အဲ့ဒီတနေရာရှည်လာဖို့ရာတော့ခွဲတယ်နော်နံပါတ်1နံပါတ်2ချက်ကကျတော့ငါတို့ဒီ forward တော့ရွှေဦးနှလုံးရှိတယ်လေရွှေဦးနှလုံးရဲ့ဘေးမှာကပ်ပယ်အိတ်နောက်ရွှေဦးနှလုံးဒီထည့်ထားတဲ့ကပ်ပယ်ရဲ့ဘေးနားလေးမှာအဲ့ရှုံနေရာလေးမှာပဲတော့ဓားရလေးပေးပြီးတဲ့အခါကျတော့တလက်မလောက်လေးခွဲတယ်နောက်တနေရာကျတော့ဒီ forward တော်မောင်ညိုရဲ့အရင်တော့ကပ်ပယ်အိတ်နေရာလောက်ကနေပြီးတော့တလက်မလောက်လေးတော့ခွဲပြီးတဲ့အခါကျတော့ဒီအထဲကဖွားဖက်တော်မောင်ညိုရဲ့ဥချောင်းကိုအပြင်ကိုခဏဆွဲထုတ်ထားတာနော်အဲ့တော့အရေပြားနဲ့ခုနအရေပြားအပေါ်ကအရေပြားရှိတယ်အောက်ကဥချောင်းရှိတယ်အဲ့ဒီဥချောင်းလေးကိုအပြင်ကိုခဏကိုဆွဲထုတ်ထားတာဆွဲထုတ်ထားပြီးတဲ့ခါကျတော့ဘာတွေတက်လဲဆိုတဲ့ခါကျတော့ဆီလီကွန်အပြားတွေနော်အဲ့ဆီလီကွန်အပြားရဲ့နာမည်က Himplant လို့ခေါ်တယ်အဲ့တော့ Himplant ဆိုတဲ့ဟာပေါ့နော်အဲ့ဒီ Himplant အပြားက site 3 site เนาะပုံမှန်အဖြစ်တော့ site 3 site လာတယ်လို့သူပြောတယ်အဲ့နံပါတ်1ကအကြီး site ပြီးလို့ရှိရင်ဒီ last site ပေါ့နော် last site ပြီးလို့ရှိရင် XL site ကြီးတာတဲ့ပိုကြီးတဲ့ဟာပြီးတဲ့ခါကျတော့ XXL site ဆိုပြီးတော့ကျတော့အဲ့လိုမျိုး site မျိုးရှိတာပေါ့ကွအဲ့တော့ကိုယ့်ရဲ့ငကိုရှင်ဆိုရဲ့အရွယ်အစားကเนาะဘလောက်ပဲသေးအကြီးကတော့ထည့်လို့ရတယ်เนาะအကြီးထပ်ပို့ထည့်လို့ရတာ XL site ပေါ့ XL ထပ်ပို့ကြီးလို့ထည့်လို့ရတယ်ဆိုရင်XXL site အကြီးဆုံး site ကိုရွေးပြီးတဲ့အခါကျတော့ထည့်လို့ရခုနသူ့ရဲ့ original ဖွားဖက်တော့2လက်မခွဲလောက်ပဲခုနပြော2လက်မခွဲလောက်ပဲရှိတဲ့ဟာစန့်ထွက်သွားတဲ့အခါ4လက်မဖြစ်သွားအောင်အဲ့ဒီ4လက်မဟိုမှခုနပြောတဲ့ခုန site ကနော် XL site ထည့်လာတာသူဟာ XL site ပေါ့နော် XL site 4လက်မဆိုမစိုးဘူးပေါ့နော်အဲ့တော့အရှည်လေးကတော်တော်လေးအရွယ်ရှိတဲ့အနေအထားမျိုးပေါ့အဲ့ဒါဟိုမှခုန XL site ဒီ Himplant ကိုထည့်ပြီးတဲ့ခါကျတော့အဲ့ဆီလီကွန်အပြားကိုအဲ့ဒီ forward တော့ဥချောင်းနေရာမှာလိုက်ကပ်ပြီးသွားတဲ့ခါကျတော့အဲ့ဒီမလှုပ်အောင်လို့ပေါ့နော်နေရာမရွံ့အောင်အဲ့ဒီဆီလီကွန်အပြားနဲ့ဒီဖွားဘက်တော်ရဲ့ဥချောင်းနဲ့ကိုချုပ်ရိုးနဲ့ကပ်ပြီးတဲ့ခါကျတော့ချုပ်ပြီးတဲ့ခါကျတော့ထိန်းထားတာအဲ့ဒီခါကျတော့အဲ့ဒီဆီလီကွန်နေလဲခုနချုပ်ပြီးသွားပြီဆိုလို့ရှိရင်ဖွားဘက်တော်ဥချောင်းကိုသူ့နေရာနဲ့သူပြန်ထည့်လိုက်တဲ့ခါကျတော့ဖွားဘက်တော်ဥချောင်းကသူ့အရေပြားအောက်မှာပဲသူ့ရဲ့ပုံမှန်လိုပုံစံမျိုးလေးပေါ့နော်ငကိုရှင်ဆွဲပုံမှန်အတိုင်းပဲပြန်ဝင်သွားပြီးတဲ့ခါကျအပေါ်ရန်အရေပြားကအကောင့်အတိုင်းပဲသူ့ရဲ့သွေးကြောတွေအတိုင်းပဲဘာမှအပြောင်းလဲမရှိဘူးနော်အောက်ကဥချောင်းကပဲကြီးလာတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ခွဲစိတ်လိုက်တာပေါ့ခွဲစိတ်ပြီးတဲ့ခါကျတော့ဘေးကဟာလည်းကပ်ပဲရဲ့ရှုံနေရာလေးနဲ့နော်နေရာပုံစံမျိုးလေးနဲ့ဒီခွဲထားတာတလက်မလောက်ပဲခွဲထားတာဖြစ်တဲ့ချုပ်ရိုးသေးသေးလေးနဲ့ချုပ်လိုက်တဲ့အခါအဲ့ဒီနေရာမှာအမွှေးတွေနဲ့ပြန်ဖုံးသွားတာပေါ့ကွယ်အမွှေးတွေရှိလာအဲ့ဒီခါကျချုပ်ရိုးကလည်းပြောက်သွားရောအဲ့တော့ချုပ်ထားတဲ့ဟာတွေကလည်းမမြင်ရဘူးခုနလုံးဘက်ကလည်းခုနပြောသလို2လက်မလောက်တိုးတက်သွားပြီးတော့အရှည်ကလည်း1လက်မလောက်တိုးတက်သွားတာပေါ့ကွယ်နော်အဲ့ဒီပုံစံနီးနဲ့ဒါဟိုနောက်ဆုံးပေါ်အနေနဲ့နီးစနစ်နဲ့ခွဲစိတ်ပြတာပေါ့ကွယ်အဲ့လိုခွဲစိတ်ပြီးတော့နောက်ချုပ်ရည်တွေပါလေချုပ်ပြီးတော့ဟက်ချလောင်းဆိုနိုင်ရကန်နဲ့ခုံချလိုက်တယ်လေ2လက်မခွဲက4လက်မဖြစ်သွားဒါညှိုးနေတဲ့အနေထားကိုပြောနော်2လက်မခွဲက4လက်မဖြစ်သွားပြီ4လက်မအနေထားကနေပြီးတဲ့အခါကျ6လက်မဖြစ်သွားတာနော်အဲ့တော့သူ့ရဲ့ဒီဖွားဘတ်တော်မောင်ညူထနေတဲ့အချိန်ဆိုလို့ရှိရင်ကတော့ဒါက site က XL site ဖြစ်သွားတာပေါ့နော်အဲ့တော့အာရှ site မဟုတ်တော့ဘူးသူကအနောက်တိုင်း site ဖြစ်သွားပြီနော်အဲ့တော့နိုင်ငံခြား site ဖြစ်သွားတာပေါ့ကွယ်အဲ့ခါကျဒီတိုင်းညှိုးနေတဲ့အနေထားမှာဟိုကသူ့ဟာကဟိုတော်တော်ကြီးကိုနိုင်ပိုင်းအတွင်းကိုပဲကြီးပြီးတဲ့ခါကျသွေးကြောတွေလည်းမပြောက်ဘူးတဘာဝအတိုင်းလေးပဲလှပလေးနဲ့နော်လှပလေးနဲ့အဲ့လိုမျိုးလေးစန့်ထွက်ပြီးတဲ့ခါကျတော့ကြီးနေတဲ့ပုံစံမျိုးပေါက်တာအဲ့ခါကျတော့ခုနပြောသလိုလုံးဝတဘာဝဆန်နဲ့သွေးကြောမပြောက်ဘူးပြန်ပြောရလို့ရှိရင်ဖီလာတွေဆေးတွေထိုးတာသွေးကြောတွေပျောက်ပြီးသွားတဲ့ခါကျတော့ဟိုစင်ချောက်ဖြစ်လို့ကြီးနေတဲ့ပုံစံမျိုးကြီးဖြစ်တာအာလူသီးလိုကစုံလိုဖြစ်တာဒီဟာကျတော့တဘာဝဆန်လေးသွေးကြောလေးတွေနဲ့နော်သွေးကြောလေးတွေကမပျောက်ဖဲနဲ့တဘာဝဆန်လေးစန့်ထွက်ပြီးတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တာတို့နှာခေါင်းတွေခွဲစိတ်တယ်နော်နာရန်တွေမြင့်နေဆိုဆီလီကွန်ရိုးထည့်တာပဲအချိန်တန်လို့ရှိရင်ဘာချုပ်ရိုးမှလည်းမမြင်အောင်ခွဲစိတ်ထားမှလည်းမသိတာဘူးအဲ့ဒီလိုပုံစံမျိုးပဲလုံးဝတဘာဝဆန်တယ်အဲ့ဒီဟာနော်အဲ့တော့ခွဲစိတ်ပြီးသွားပြီဆိုလို့ရှိရင်လည်းခွဲစိတ်ကလေးမွာထပြီးရတဲ့လမ်းလျှောက်ပြီးတော့မျိုးတဲ့လျှောက်သွားပြီး shopping သွားလို့ရတယ်တဲ့နော်အဲ့တော့ကျတော့အကြီးမားတဲ့ခွဲစိတ်မှုကြီးမဟုတ်ဘူးပေါ့ကွယ်နော်အဲ့တော့အဲ့ဒါနဲ့
ဒါပေမဲ့ခွဲစိတ်ပြီးသွားတဲ့6ပတ်အထိကတော့လုံးဝဂယုဆိုင်ရခွဲစိတ်ပြီး2ပတ်အတွင်းမှာတဲ့တအားဂယုဆိုင်ရတယ်တဲ့ဘာလဲဆိုတဲ့အခါကျတော့ဒီဖွားဘက်တော်မောင်ညိုကြီးထမလာစေဖို့ရအတွက်အရေးကြီးတယ်နော်မောင်ညိုကြီးကထလာတယ်နော်ထလာတယ်ဆိုလို့ရှိရင်ချုပ်ရိုးတွေစောင်းကုန်တာတွေထည့်ထားတဲ့ဆီလီကွန်အချက်နေရာရွေ့သွားတယ်အသားမကျသေးခင်မှာနေရာတွေရွေ့သွားမှာဖြစ်တဲ့အတွက်ကြောင့်စီးနှမျိုးတောက်ရတယ်ညမှာဆိုလို့ရှိရင်အိတ်ကောင်းတဲ့စီးတစ်မျိုးရဲ့တဲ့နေကင်းဘက်ဆိုလို့ရှိရင်ကတော့ဒီစီးကျိတ်သမားတွေတောက်ရတဲ့စီးပေါ့နော်အဲ့ဒီစီးနှမျိုးတော့တောက်ရတယ်တဲ့2ပတ်အတွင်းမှာပေါ့နော်အဲ့2ပတ်လဲကြော်လွန်သွားပြီဆိုလို့ရှိရင်ခုန2ပတ်ကနေ4ပတ်အထိဆိုလို့ရှိရင်လည်းပဲထပ်ပြီးတော့ဂယူးဆိုင်ရသေးတယ်ပေါ့နော်အဲ့ဒီဟာဖောက်ဘက်တော်မောင်ညိုကိုဒီကကြီးဒီထလာအောင်နေမနေရဘူးပေါ့နော်အဲ့လိုမျိုးအဲ့တော့6ပတ်မြောက်ရောက်သွားပြီဆိုလို့ရှိရင်ကတော့ဒါစပြီးတဲ့ခါကျတော့အမျိုးသမီးနဲ့အတူတူနေလို့ရတယ်ပေါ့ဒီ6ပတ်အတွင်းမှာတော့ယောက်ျားလေးတွေတည်းလက်သမားလောက်တာတွေငရုတ်တီးထောင်းတာတွေเนาะအန်စာခောက်တာတွေလုံးလို့မရဘူးပေါ့နော်အဲ့6ပတ်အတွင်းမှာတော့တတိထားဆင်ခြင်းဒီနောက်ပိုင်းကျတော့ချုပ်ရိုးတွေကလည်းအသားကျသွားမယ်ပြီးတဲ့ခါကျဆီလီကွန်ထည့်ထားတဲ့နေရာကလည်းရွေ့သွားတာသူ့အတူနေရာအတီတကြားဖြစ်ပြီးတဲ့ခါကျတော့ဒီအသားနဲ့သားစာတာဖြစ်ပြီးတဲ့ခါကျတော့အနာကျက်သွားပြီဆိုလို့ရှိရင်ကတော့စပြီးတော့နေလို့ရပြီပေါ့ကွယ်ခွဲစိတ်တာလည်းလုံးဝမနာဘူးတဘာဝဆန်ဆန်လည်းကြီးသွားပြီဆိုတဲ့ခါကျတော့ကုန်ကြစိတ်ဘယ်လောက်ကုန်ခဲ့လဲလို့မေးတော့အဲ့ဒီခါကျတော့ဒီဆီလီကွန်ထည့်ရတဲ့ဆီလီကွန်အချက်ကအရန်ဈေးကြီးတာတဲ့ဟုတ်ပါတယ်နော်နှာခေါင်းလေးပြုပြင်တာလဲ300ကျော်ကုန်တာပဲအဲ့တော့ဒီဖွားဘက်တော်မောင်ညိုကြီးတစ်ချောင်းလုံးပြင်တဲ့ခါကျတော့ကုန်ကြစိတ်ကဟိုဘက်ဆေးရုံကိုပေးရတာ300ဝန်းကျင်ကုန်တယ်တဲ့အဲ့တော့ဘန်ကောက်ကိုသွားတာလာတာစားတာတောက်တာနဲ့ပေါ့ကွယ်နော်အဲ့ဒါနဲ့ဆိုတဲ့ခါကျတော့350 400လောက်ပေါက်သွားတယ်ပေါ့အဲ့ခါကျတော့သူကအခု6ပတ်မြောက်တဲ့ခါကျတော့ကိုနဲ့ပြန်တွေ့တာပေါ့နော်ပြန်တွေ့ပြီးတဲ့ခါကျသူကကြွားတာပေါ့နော်ဒီမှာအဆင်ပြေသွားပြီဘလောက်တောင်အဆင်ပြေတယ်ဆိုတဲ့အကြောင်းဆရာဒါနော်စစ်ဆေးပါအောင်ဆိုတဲ့ခါကျကြည့်လိုက်တော့တကယ်ပါပဲเนาะတကယ်ပါပဲသွေးကြောလေးတွေကပုံမှန်အတိုင်းပဲเนาะကင်ကြည့်လည်းမသိတော့ဘူးအထဲမှာဘာရှိနေမှလည်းမသိတော့တဘာဝဆန်ဆန်လေးအတိုင်းနဲ့ကြီးပြီးတဲ့ခါကျတော့ထဲလေးเนาะထဲသွားတာပေါ့ကွယ်เนาะဘောင်းမီဝင်ကဖောင်းကားပြီးတော့ကျတော့ထဲသွားတာပေါ့ဒါတော့မှညှိုးနေတဲ့အနေထားเนาะအဲ့တော့ဒီဟာမာလာတဲ့အနေထားမျိုးဆိုလို့ရှိရင်လုံးဘက်က2လက်မလောက်ကိုကြီးသွားတာပေါ့နော်ကြီးသွားတဲ့ခါကျတော့အာရှဆိုင်မဟုတ်တော့ဘူးသူကအနောက်တိုင်းဆိုင်ဖြစ်သွားတာပေါ့ကွယ်နော်အဲ့ခါကျတော့ကိုယ်အနေနဲ့ပြောပြချင်တာကအမျိုးသားတွေเนาะအဲ့တော့ဒီဟာเนาะကြီးကျင်နေရှိကျင်နေဆိုလို့ရှိရင်ဆေးထိုးတာတွေလုံးဝမလုပ်ပါနဲ့เนาะအဲ့တော့အခုခေတ်မီတဲ့ဖီလာထိုးတာပဲဖြစ်ပါထိုးတာပဲဖြစ်အဲ့ဒါတွေကလုံးဝမလှပါဘူးเนาะရေပြားထူပိတ်ကြီးတွေဖြစ်သွားတာလွယ်လို့เนาะအဲ့တော့ကျတော့လုံးဝဆွဲဆောင်မှုမရှိပါဘူးကစုံဝီလို့ဖြစ်နေတာပါအဲ့တော့တကယ်ပတ်စံတက်နိုင်တယ်300เนาะအဲ့လိုမျိုးတက်နိုင်တယ်ဆိုလို့ရှိရင်ကတော့ implant surgery ဆိုတဲ့ဟာကတော့အရင်မိုက်ပါတယ်ဒါကတော့ကျွန်တော်လူနာကိုယ်တိုင်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျက်မြင်ကိုတွေ့မလို့ပြောပြလုံးဝတဘာဝဆန်တော့လုံးဝလှတော့ဆွဲဆောင်မှုရှိတော့နော်ဆီလီကွန်ဆိုတာတော့သိတဲ့အတိုင်းနှာခေါင်းနဲ့ထည့်လဲတင့်တော်တယ်နော်ရင်ဘတ်ထည့်လဲတင့်တော်တယ်ခန္ဓာကိုယ်နဲ့သဟဇာတာဖြစ်တဲ့ပစ္စည်းတစ်ခုကိုထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တဘာဝကြတယ်သွေးကြောမပြောက်ဘူးနော်အဲ့ဒါလေးကိုကျမ်းမာရေးဘုသူရရအောင်ပြောပြတာပတ်စံရှိအောင်ပဲကြိုးစားကြပါနော်လက်တန်းလောက်ကနေလဲနော်1000လောက်ဖြစ်အောင်လုပ်လို့ရနေပါပြီခုခေတ်ကနော်ဘိုင်ပါ